အခြားနိုင်ငံတစ်ခုတွင်သေဆုံးသွားသူအတွက်မြန်မာနိုင်ငံမှာမိတ်ဆွေများကောင်းမှုပြုပြီးအမြတ်ဝေလင်၎င်းသေဆုံးသူမကျွတ်လွတ်သူဟုယူဆသောသူများအမြတ်ရနိုင်ပါသလားမအေးစံဒီကမေးထားတာခုနဒီဟာပြောပြီးသားပဲเนาะအမြတ်ဝေတဲ့အခါမှာဟိုကတိမှသာဓုခေါ်မှရတယ်နှုတ်ဆိုမရဘူးဒါကြောင့်မို့ဖိတ်ပြီးတော့အမြတ်ဝေရတယ်အိမ်ကိုဖိတ်လိုက်တော့လာခဲ့ပါဖိတ်ပြီးတဲ့အခါကျတော့ကုသိုလ်ကောင်းမှုလို့အမြတ်ဝေအဲ့ဒါသိကြတယ်သူကမဖိတ်ခဲလဲလာရဲမှာမဟုတ်ဘူးလေ